ရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်လာပြူကဘာကျော်များမြန်မာအာရှတလွာမော်ဒယ်မယ်ရီရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော့ရွှေလန်းလေးပေါ့လဲရင်ရွှေရင်ကြော်ပြေးမဲ့တမောမောအလူမြေတလေးရွှေရောင်စင်းရွှေတရားတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရတဲ့ချင်းဆုံးအလူတို့လေးကမိုးတို့ညံအောင်ဆိုတီလို့သူကလေး